Hello အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးခြင်းတဲ့ speaking pattern လေးကတော့ how often do you clap by one pattern လေးပဲဖြစ်ပါတယ် pattern လေးရဲ့အဓိပ္ပာယ်ကတော့တယောက်ယောက်ကိုပေါ့နော်မင်းဒီအရာတစ်ခုခုကိုဘယ်နဲ့ချိန်လုပ်လဲဆိုတဲ့ဟာမျိုးပေါ့နော် okay example sentence okay တစ်နှစ်မှာမင်းဘယ်နဲ့ချိန်ခရီးသွားလဲ how often do you travel for a year okay how often do you travel ဘတ်ပေါ့နော်ဘတ်1လေးပေါ့ how often do you travel အဲ့ဒါကိုမှတစ်နှစ်မှာလို့ပြောခြင်း for a year တစ်လမှာဆိုရင် for a month တပတ်မှာဆို for a week ဒါမျိုးတွေထည့်လို့ရတာပေါ့နော် okay အဲ့တော့မင်းတစ်နှစ်မှာခရီးဘယ်နဲ့ချိန်သွားလဲ how often do you travel for a year okay မင်းတစ်နေ့မှာ exercise ဘယ်နဲ့ချိန်လုပ်လဲ how often do you exercise for a day okay မင်းအစားအစာတွေပေါ့နော်ဘယ်နဲ့ချိန်ချက်လဲ how often do you cook မင်းကိတ်မုတ်ကိုဘယ်နှချိန်လုပ်လဲ how often do you make a cake အဲ့နောက်ကခုနကတော့ for a years တို့ for a month တို့ for a week ဆိုတာမထည့်ချင်နေရတယ်ထည့်ပြီးပြောချင်နေရတယ်ပေါ့နော် okay အဲ့တော့နောက်တစ်ခုကမင်းစပိန်ဘယ်နှချိန်စီးလဲ how often do you ride a bike okay မင်း hot pot တလားမှာဘယ်နှချိန်စားလဲ how often do you eat hot pot for a month okay အဲ့တော့တခုခုကိုဘယ်နှချိန်လုပ်လဲလို့ပြောချင်တဲ့အခါမှာ how often do you play but one pattern လေးကိုသုံးပြီးတော့ပြောလို့ရတယ်အဲ့ဒီမှာမှကိုကအချိန်လေးတွေထည့်ချင်တယ်ပေါ့နော်ဘယ်နဲ့တစ်နှစ်အတွင်းမှာတစ်လအတွင်းမှာတစ်ပတ်အတွင်းမှာလို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်နောက်ကနေမှာ how often do you play but one ရဲ့နောက်ကနေမှာ for a year for a month for a week for a day ဒါမျိုးလေးထည့်ပြီးတော့သုံးလို့ရပါတယ် thank you